နိုင်ငံတော်သမ္မတရာထူးကိုတော့ရယူသွားနိုင်တယ်ဆိုပြီးသတင်းတွေထွက်လာခဲ့တဲ့ရိုနယ်ဒိုပေါ်တူဂီသားကြီးဆန်တိုရဲ့ဂုဏ်သတင်းတွေကတော့တနေ့တခြားမယိုးနိုင်အောင်ပြောင်းလဲနေခဲ့တာဖြစ်ပြီးပေါ်တူဂီသားကြီးဟာပရိသတ်ပေါင်းမြောက်များစွာရဲ့အားပေးထောက်ခံမှုကိုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ဘောလုံးလောကမှာရိုနယ်ဒိုကိုအားမပေးတဲ့ပရိသတ်ဆိုလို့ခက်ရှားရှားလို့ဆိုရမှာဖြစ်ပြီးအဲ့လိုအားမပေးတဲ့ပရိသတ်ကလည်းအာဂျင်တိုင်းသားကြီးလီယိုနယ်မက်ဆီကိုအားပေးတဲ့ပရိသတ်တွေလောက်သာရှိပါလိမ့်မယ်။ဒါပေမဲ့တီယူတန်မဟုတ်ပဲပရိသတ်တွေကတော့ရိုနယ်ဒိုပဲဖြစ်စေလီယိုနယ်မက်ဆီဖြစ်စေဘောလုံးလောကကိုချစ်တဲ့စိတ်နဲ့နှစ်အောင်စလုံးကိုအားပေးကြသူတွေအများကြီးလို့ပဲဆိုချင်ပါတယ်။အခုချိန်ထိငါတို့ကရိုနယ်ဒိုမှရိုနယ်ဒိုဆိုတဲ့လူတွေလည်းရှိနေသေးတယ်လို့ငါတို့ကတော့မက်ဆီမှမက်ဆီပဲဆိုတဲ့ပရိသတ်တွေကလည်းအများကြီးရှိနေခဲ့ကြတာပါဘောလုံးလောကရဲ့အကောင်းဆုံးကစားမကြီးတွေဖြစ်တယ်လို့ဂိုးအဖြစ်သတ်မှတ်ခြင်းခံထားတဲ့ဆိုပါကစားသမားနှစ်ယောက်ဟာယနေ့ထက်တိုင်းဘောလုံးစင်မြင့်ထမှာခြေစွမ်းတွေပြဂိုးတွေသွင်းယူနေကြဆဲဖြစ်တဲ့ကစားသမားကြီးတွေဖြစ်ပါတယ်။တက်ဆိုင်ရာနိုင်ငံအတွက်လည်းအောင်မြင်မှုစုဖလားတွေရယူပေးထားခဲ့ကြသလိုနိုင်ငံအတွက်ဂုဏ်တက်စေခဲ့တဲ့ကစားသမားတွေအဖြစ်လည်းသတ်မှတ်ခြင်းခံထားရသူတွေပါ။မက်ဆီနဲ့ရိုနယ်ဒိုတို့နှစ်ယောက်အကြောင်းကတော့ပြောလို့ကုန်နိုင်မှာမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးတယောက်ကအသက်40ကျော်နောက်တစ်ယောက်ကအသက်40ဝန်းကျင်ကစားသမားတချို့တွေမေးနေခဲ့ကြတာကဒီကစားသမားကြီးနှစ်ယောက်ဘယ်တော့မှအသက်ကြီးမှလဲဆိုပြီးမေးနေကြတဲ့ပရိသတ်တွေကလည်းအများကြီးရှိထားသလိုသူတို့နှစ်ယောက်ကိုအသက်မကြီးစေချင်ကြတဲ့ပရိသတ်တွေဆိုတာကလည်းဒူးနေသေးပါပြီ။ဒါကရိုနယ်ဒိုနဲ့မက်ဆီတို့ကိုချစ်တဲ့ပရိသတ်တွေရဲ့မျှော်လင့်ချက်လို့ဆိုရမှာဖြစ်ပြီးဖြစ်နိုင်ရင်ဒီကစားသမားကြီးတွေကိုအမြဲတမ်းမြင်တွေ့သွားချင်နေခဲ့ကြတာပါ။တကယ်လို့များသူတို့နှစ်ယောက်အနားယူသွားပြီဆိုရင်ဘောလုံးနီးပြတွေအဖြစ်ပြန်လည်မြင်တွေ့သွားရမလားဆိုတဲ့မေးခွန်းတွေရှိသလိုနှစ်ယောက်စလုံးကလည်းကစားသမားဘဝကအနားယူသွားရင်နီးပြလောကထဲဝင်ရောက်ဖို့ဆန္ဒမရှိကြဘူးလို့သိရပါတယ်။လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရပေါ်တူဂီကနဝင်ကစားသမားကြီးရိုနယ်ဒိုသာရွေးကောက်ပွဲမှာယူရင်ရွေးခံမယ်ဆိုရင်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရနိုင်တယ်လို့သုံးသပ်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဘလွန်ဒီယော5ကျင်ရရိုနယ်ဒိုဟာအသက်40အရွယ်ရောက်နေပြီဖြစ်ပေမဲ့ထိပ်တန်းအဆင့်ခြေစွမ်းတွေကိုပြသနေဆဲဖြစ်ပြီးဘောလုံးသမားဘဝကနေအနားယူပြီးတဲ့နောက်နိုင်ငံရေးလောကတွေကိုဝင်မယ်ဆိုရင်လည်းအောင်မြင်မှုရရှိနိုင်မယ်လို့ထောက်ခံမှုတွေရရှိနေကြတာပါ။ရိုနယ်ဒိုရဲ့နှစ်ပေါင်း20ကျော်ဘောလုံးမဘွားတစ်လျှောက်ကြီးမားတဲ့စူပလာအောင်မြင်မှုတွေတူးချင်းစံချိန်တွေနဲ့အကောင်းဆုံးစုစိတ်တွေအများကြီးပိုင်ဆိုင်ခဲ့ပြီးအခုလောလောဆယ် NSR အသင်းနဲ့အတူစူပလာအောင်မြင်မှုတွေရရှိအောင်စူးစမ်းနေကြတာဖြစ်ပါတယ်။ပေါ်တူဂီအသင်းအတွက်ရိုနယ်ဒိုကပွဲပေါင်း218ပွဲကစား135ဂိုးထိသွင်းယူခဲ့ပြီးအသင်းနဲ့အတူယူရိုချန်ပီယံစု Nation League စူဖလားတွေရယူခဲ့တယ်လို့2026ကမ္ဘာ့ဖလားပြိုင်ပွဲအထိလူရေးစင်အသင်းမှာဆက်လက်ကစားသွားအောင်မှာဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာ2025 Nation League Quarter Final အပြင်ဒိန်းမတ်နဲ့နှစ်ကြော့ရင်ဆိုင်ရမှာဖြစ်ပြီးအဲဒီပွဲအတွက်လူစင်းမှာရိုနယ်ဒိုရွေးချယ်ခံထားရတာကြောင့်အသင်းနဲ့အတူဒုတိယအကြိမ်မြောက် Nation League ဖလားရယူနိုင်မှုမျှော်လင့်ချက်တွေရှိနေခဲ့တာပါ။ပေါ်တူဂီနဲ့ပွဲမကြခင် Sporting Lisbon အသင်းရဲ့ဒိန်းမတ်လူငယ်ကျယ်ဝင်းဖြစ်သူကွန်ရက်ဟာတာကရိုနယ်ဒိုသာသမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ရင်ရွေးခံရနိုင်တယ်ဆိုပြီးမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ကွန်ရက်ဟာတာကရိုနယ်ဒိုလိုကနဝင်တူကိုမွေးထုတ်ပေးနိုင်တာက Sporting Lisbon အသင်းအတွက်ဂုဏ်ယူစရာကောင်းတဲ့ကိစ္စပါပဲ။ရိုနယ်ဒိုဟာဒီအသင်းမှာတင်မဟုတ်ပဲကမ္ဘာတစ်ဝန်းမှာပဲကြီးမားတဲ့အောင်မြင်မှုတွေကိုရယူနိုင်ခဲ့ပါတယ်။တကယ်လို့သူသာပေါ်တူဂီနိုင်ငံသမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ရင်အနိုင်ရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။ရိုနယ်ဒိုဟာဘောလုံးမဘွားကအနားယူပြီးနိုင်ငံရေးလောကထဲဝင်ရောက်ဖို့ရှိမရှိကတော့မသေးကြပေမဲ့ကလပ်အသင်းရဲ့ဥက္ကဋ္ဌအပြင်ဆောင်ရွက်သွားဖို့အလားအလာရှိနေကြတာပါ။လွန်ခဲ့တဲ့2ပတ်လောက်ကတည်းကရိုနယ်ဒိုဟာစပိန်ကလပ်ဗလင်စီယာအသင်းကိုဝယ်ယူသွားဝယ်ရှိတယ်ဆိုပြီးသတင်းတွေထွက်ပေါ်ထားခဲ့သူလည်းဖြစ်ပါတယ်။